ညီမလေးကအရန်တန်မာတဲ့မိန်းကလေးတယောက်ဖြစ်တယ်မျက်ရည်မကျဘူးငယ်ငယ်ကလေးကမျက်ရည်မကျဘူးငယ်ငယ်ကလေးကအဲ့လိုတစ်ခုဆိုရင်အဲ့လိုမျက်ရည်မကျဘဲနဲ့အဲ့လိုပေခံပြီးတော့ချစ်တီချစ်တဲ့ချစ်ကန်ကောင်မလေးထဲမှာပါတော့လေတရုပ်ဆောင်လုံးမလေးငိုလိုက်ရတာအဲ့ကြောင့်မလေးဟာဘယ်ကနေမရရအောင်ညှစ်ထုတ်အဓိကတော့ကျေးဇူးတင်ရမှာဒီကနေကျေးဇူးတင်ပါတယ်မင်းမွေးပေါ့အန်တီမိုးမိုးမြအောင်ငါအိုက်တင်သွားတင်ခဲ့တာပေါ့အဲ့မှာတင်ခဲ့တော့တပီကိုငိုနီးတွေတိချာပြောပြလိုက်တယ်အဲ့အနေစားပြီးအခုအဲ့ပညာရည်နဲ့အခုအများကြီးမျက်ရည်တွေကျတတ်နေပါပြီခင်ဗျာထွက်တဲ့ series တိုင်းအားပေးရတာဆိုတော့အခုဆိုရင်3နှစ်ပြည့်သွားပြီအဲ့တော့3နှစ်ကနေစပြီးနှစ်30နှစ်300အထိအများကြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်ဘေးအခုလောလောဆယ် series ရိုက်နေပါတယ်ဟို Skynet မှာပြဖို့ပေါ့နော်တန်တတာထုတ်လို့ရင်းနဲ့ကြဲကလေးဆိုရယ် series ရိုက်နေပါတယ်အဓိကတော့မစားဖြစ်တာပါseries ကတောက်လျှောက်ပဲမနှက်ညဆိုအစားတွေလည်းလွတ်တော်လေလူကနည်းနည်းဝေးကြသွားဒီကတော့ဟိုအရှိ interview မှာတော့ဖြည့်ပြီးရပေါ့နော်မားဖြည့်ပြရလေးရှိတယ်ညီမကမင်းသမီးဖြစ်သွားပြီအဲ့လိုမျိုးဖြည့်ထားမိရလေးကိုတောင်းပန်ပါတယ်လို့ညီမတို့ကြောင့်အခုလောလောဆယ်အမှုပညာတက်တန်လဲနှုတ်တွေရောဒါတရုပ်ဆောင်ကောင်းတယောက်ဖြောင်ကြိုးစားနေတဲ့လူတယောက်အနေနဲ့အခုလိုဟိုတရုပ်ဆောင်တာတော်တယ်လို့ချီကျူးတာတွေပါတယ်တွေ့ရင်တကယ်ဝမ်းသာပါတယ်ညီမလေးအနေနဲ့ဆိုလို့ရှိရင်အတန်ပေါ့အတန်ကတိုင်းရင်းလူလည်းဖြစ်တော့တာအဲ့ဒါတွေမကွဲဘူးအဲ့ဒါတွေကိုပြီးဆိုင်လိုက်လို့ရှိရင် item ရော့သွားရောအဲ့ဒါနဲ့အဲကြောင့်မို့vocal ကိုအဓိကထားပြီးတော့လေ့လာနေရအခု vocal တင်တဲ့တက်နေရပေါ့ဗာလေဒီတရုပ်ဆောင်နဲ့ဟာမှာလေ vocal ကအရေးကြီးရယ်လေနော်ဟုတ်အတန်ပြောကအဲ့ဒါတွေအားမရဘူးကျန်တဲ့အရာတွေကြတော့ဒါလုတ်ရင်းတင်ရင်းနဲ့ပဲရိုက်ရင်းနဲ့ပဲလိုအပ်ချက်လေးတွေကပေါ်လာဆိုတော့တက်တန်းမမူတီတို့ကတော့ဖြစ်သွားမယ်တဲ့မှာစကားမပြရလေးကိုချစ်ဖို့ကောင်းတယ်အဲ့လိုလေ comment တွေတွေ့ရဟိုပေါ့နော်ဒီအတန် follow လေးကိုမပြင်နဲ့ anti metan နူးလို့ပါလို့ဆိုလဲဒီလိုအတန်လေးနဲ့ပဲသွားတာပေါ့နော်ဒါပေမဲ့ညီမလေးကကြောက်ရလေအဲ့လိုပြပြပြောချင်တယ်အာမတန်ဘူးပုံမှန်အရာညီမလေးကငငယ်ကလေးကဖြည့်ဘူးတယ်ညီမလေးကအရန်တန်မာတဲ့မိန်းကလေးတယောက်ဖြစ်တယ်မျက်ရည်မကျဘူးငငယ်ကလေးကမျက်ရည်မကျဘူးငငယ်ကလေးကအဲ့လိုတစ်ခုဆိုရင်အဲ့လိုမျက်ရည်မကျဘဲနဲ့အဲ့လိုပေခံပြီးတော့ချစ်တီချစ်တဲ့ချစ်ကန်ကောင်မလေးထဲမှာပါတော့လေအခုမှအသက်ကြီးလာမှတရုပ်ဆောင်လုံးမလေးငိုလိုက်ရတာအဲ့ကြောင့်မလေးဟာဘယ်ကနေမရရအောင်ညှစ်ထုတ်အဓိကတော့ကျေးဇူးတင်ရမှာဒီကနေကျေးဇူးတင်ပါတယ်မင်းမွေးပေါ့အန်တီမိုးမိုးမြအောင်ငါအိုက်တင်သွားတင်ခဲ့တာပေါ့အဲ့မှာတင်ခဲ့တော့တပီကိုငိုနီးတွေတိချာပြောပြလိုက်တယ်အဲ့အနေစားပြီးအခုအဲ့ပညာရည်နဲ့အခုအများကြီးမျက်ရည်တွေကျတတ်နေပါပြီအဲ့ဆိုဘေးကိုရိုင်းမျက်ရည်အစ်စ်တွေနဲ့ပဲဟုတ်မျက်ရည်အစ်စ်တွေနဲ့ပဲအရန်အောင်ရမက်တွေပါအောင်ပြီးဟိုဗာလဲဘေးတော့အခုမှအစားလောက်တော့ဆိုတော့လေဟိုမျက်ရည်အဲ့လိုဝမ်းနေတဲ့မှုကိုပြန်မထုတ်တတ်ဘူးလေမထုတ်တတ်တော့ရင်ဘတ်တွေအောင်သုံးဆက်တိုက်ဖြစ်သွားပြီဟိုဒီဟိုအရှိမကဲချီမှာရိုက်တဲ့မိသားစုတစ်ပင်ဆိုလဲတအား drama တကားလုံး drama လေးတော်ကောင်းတဲ့ drama လေးပါအဲ့မှာဆိုလဲညီမလေးမငိုရတဲ့အခန်းကိုမရှိဘူးအဲ့လောက်ကိုငိုရတာဟုတ်တယ်အဲ့လိုမျိုးမျက်ရည်တော့ဘာမှမဟုတ်ဆိုတဲ့အခန်းတော့မှမျက်ရည်ကဝဲရပြန်ပြီအဲ့တော့မျက်ရည်အစ်စ်ပဲသုံးတာဆိုတော့လေအဲ့လိုစိတ်ပင်ပန်းတယ်မပြည့်စုံတဲ့မိသားစုကလာတာဆိုတော့တော်ရုံတရုံလောက်ဆိုရင်ငါပြိုလဲလို့မဖြစ်ဘူးကိုအမြဲတမ်းအားသင်ထားတဲ့လူတယောက်ဆိုတော့လို့မျက်ရည်မကျတတ်ဘူးတော်ရုံမျက်ရည်မကျတတ်ဘူးရုပ်ခံအဲ့လိုပတ်စံရှိရရုပ်ပေါက်နေလို့နေပါပါမန်ဒီကဘေးတော့အဲ့လိုပြည့်စုံတဲ့ family တော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုပေါ့တာမန်ပေါ့တာမန် family ရပါအမေကတော့ဟိုသားသမီးတွေကိုတိချာဟိုပြုစုပြောထောင်တဲ့တာမန် family ရပါကို comment လာပေးရဲ့ကိုမကောင်းတာပြောရလို့ဆိုလဲကြည့်လိုက်တယ်ငါတကယ်မကောင်းတာလားပေါ့အခုဆိုလို့ရှိရင်အရှိမဖြစ်သွားတဲ့ဟာမျိုးဆိုလို့ရှိရင်ညီမလေးရဲ့အရင်တုန်းကကဲထားတယ်ပေါ့နော်လူငယ်ဘဝမှာကဲထားသွားထားတဲ့ပုံလေးတွေနဲ့သူတို့ကဒီကောင်မလေးမကောင်းလို့ကိုပြန်ကြော်လဲဟုတ်တယ်ဟာကိုရိုင်းဆိုလဲတဲ့မှာရိုက်ချင်တယ်အဲ့လိုပုံစံငါဘာလို့ဘလောက်တော့ကဲခဲ့ရလဲပေါ့နော်ဒါပေမဲ့လိမ္မာသွားရဲ့အကြောင်းရင်းကလည်းဟိုတခြားဘဒုရဲ့အကြောင်းမှမဟုတ်ပါဘူးညီမလေးရဲ့အမေကအမေကဘယ်လိုပြောရမလဲလုံးဝနေမကောင်းတဲ့အခြေအနေရောက်တဲ့အချိန်မှာငါဥဆောင်ရတော့မယ်အပြင်လုပ်တွေအပြင်မှာကဲနေရသွားလာရှော့ပြီးတော့ကိုရှာတဲ့ညတွေကကိုအမေတို့ဖြစ်ရတော့မယ်ဆိုတဲ့စိတ်နဲ့ပြင်သွားရင်တစ်ခါပါသွားတော့ထိုင်တယ်တငယ်ချင်းနေနဲ့မဟုတ်သွားဆိုင်ဆိုပြီး3သိန်း4သိန်းကုန်မယ်လေအဲ့ဒါတွေအတွက်ကိုရှော့လိုက်တာပေါ့ရှော့လိုက်တဲ့အချိန်မှာကိုကအော်တိုလိမ်မာတဲ့ဘက်ကိုရောက်လာရင်ရောက်လာရင်နောက်ဆုံးဟိုအရင်ကတည်းကတော့အဲ့လိုမျိုးဟိုတောက်စားမွေးကမရှိဘူးအပြင်မှာတငယ်ချင်းတွေနဲ့ခင်တာပေါ့နော်ပျော်တတ်တာပေါ့ပြီးတော့အဲ့လိုအမေကလည်းနေမာနေတယ်လို့ဆိုတော့အမေလည်းမရှိတော့လေပျော်တာပေါ့ခုကျအမေနဲ့လည်းအတူတူရှိသွားပြီပြီးတော့အမေကလည်းအဲ့လိုဖေတော့ဟို
မိသားစုနဲ့ခွဲရမယ်ဆိုရဲဟာလေးတည်လာတဲ့ခါမှာပိုပြီးမိသားစုနဲ့ပုံနေဖြစ်တယ်ဟင်းချက်တယ်စားတောက်တယ်အမေနဲ့နေတယ်အဲ့လိုအဓိကကိုလိမ်မာရလို့လည်းမပြောပါဘူးပိုပြီးလိမ်မာအောင်စူးစမ်းနေပါတယ်သူတို့ဝေဖန်တဲ့အရာတိုင်းရောကိုကကြောက်နေလို့မရဘူးဒါပေမဲ့မကြောက်လို့ငါမဟုတ်တာကြိုက်တာလုပ်မယ်ဆိုတာမဟုတ်ပေးသက်စကားကိုလည်းနားထောင်ရမယ်မားတာရှိရင်လည်းပြင်ရမယ်ဒီထက်ပိုကောင်းအောင်နေရမယ်ပေါ့အခုဆိုလို့ရှိရင်ဒါပေးသက်တွေစုံမလို့ကိုလိမ့်ပါတယ် game play ပေါ့နော်ဒီတက် year anniversary ကနေစပြီးတော့ဒီထက်မကအောင်မြင်ပါစေပြီးတော့ဒီ issue နေပေးသက်တွေလည်းဘေးကိုဒီထက်ပိုပြီးအားပေးပြီးပါအောင်ပြောချင်ပါတယ်